ချိုချိုဟိုရှိတော့ငါမြို့ငယ်လေးတစ်မြို့မှာဖာတယ်မနှစ်ယောက်နေထိုင်ကြတယ် Shut them down. တိုင်းကြောင်သားမနဲ့ရောင်သားတွေပါဇက်ပိတ်တာနော် တနေ့တော့အဲလာတယောက် စပတ်ရားနေ ရင်ကောင်းကင်ကိုငေးကြည့်နေတယ် Sapane mere ငါဒီတလောကောင်းကောင်းမွန်မွန်မစားခဲ့ရအောင် ဟတ်ကောင်မငါစားစရာရှိလေဟောက်သွဲကြော်လည်းမရှိသားကြော်လည်းမရှိကိုလို တော်တော်စကားများတဲ့ဟာမှာပဲခုနေမကြွဲသေးဘူးလား တနာစရာငါညမလေးရဲ့ငါတို့စားဖို့မရှိကြတဲ့ကငါတို့ စပတ်ကြီးနဲ့ချမ်း ခြောက်နေမယ်ငါသိပါတယ်ဒါပေမဲ့အခုနေက စောအိုး ခြောက်သွားပြီပဲဟာငါနင့်ကိုတက်သေးပြမယ် အဲလာကအိုးကြည့်ပြီးပြောလိုက်တယ် ငါအားတဲ့တနေ့ငါစပတ်ကြီးခရီးမချဲပြီးတော့လွှင့်မေးရမယ် အဲလာရဲ့ဂရမာနာဆုံးသွားတာနဲ့ဇံမြုပ်လေးကစပြီးပလုံစီတက်လာပြီးစံမြုပ်ပူပူလေးကိုစပြီးချက်နေတော့တယ် တောင်းလိုက်တော့ဟဲ no ဒီလောက်နဲ့တော့မရဘူးငါစားခြင်းနဲ့ဟမ်ဘာဂါရယ်ပီဇာရယ်ကိုလာရယ်ပေါ်စားလုံးဝမစားဘူးနော် နော်နယ်လေးစောက်ရောက်ဝေးနော်စပတ်တက်မလို့နဲ့ တရက်မှာတော့တရောင်းစားအိုတယောက်သူတို့စီကိုရောက်လာတယ် ခိုင်းကြောင်သားမနဲ့ရောက်ဆဲကြနင်တို့ရလူမရှိမှလမ်းထက်ကခွေထွက်ဆဲမှာစောက်ခွတက်ကြအောင်ကြောင်သားမလာလို့မဝဲစပတ်ပိတ်တာအားလာမချောင်းနဲ့ကြောင်သားတွေစပတ်နဲ့တေးပို့လိုက်မယ်နော်အာ တရောင်းစားအိုကြီးကစိုးမအတင်ကိုပြောင်းသွားခဲ့တယ် ငါဘယ်သူမှအားနာမှာမဟုတ်ဆွေစင်မျိုးဆက်80သေရဲ့ပညာကုန်းရောက်နေတဲ့အဖွားစားဆဲမှာနော်အဲ့ဒါနေစပတ်ကိုခလုတ်တိုက်သွားလို့လားငါအခုမှနင့်ကိုပြောတာဖာတယ်မတော်တော်စပတ်ရားရယ်နော်စပတ်ကလလာရားတာကျင်နဲ့လဲသေးဒါရှင်းရှင်းလေးပြောတာခဏနာမနေနဲ့နော်နေစပတ်ပိတ်တာနေစပတ်ပိတ်တာ အဲ့ဒီလိုဖြစ်ပြပြီးနောက်အဲလာနဲ့ဂျင်းနီတို့ဟာစင်းရန်သားတွေနဲ့စာလောင်နေသူတွေကို လိုခဲ့ ခဲ့ကြတယ်